ဒါလေးကကြတော့ one way travel stroller လေးပါနော်ခရီးအတွက်သုံးကျင်တယ်ပစ္စည်းတန်တန်လေးလည်းတိတိလေးလည်းလိုချင်တယ်ဘိန်းလုံးကြီးရလေးလည်းကြိုက်တယ်ဆိုလို့ရှိရင်ဒီကောင်လေးအဆင်ပြေတယ်နော်ဘိန်းလုံးလေးရလည်းကြီးကြီးလေးဖြစ်တဲ့အတွက်တော့တန်လိုက်ကြလည်းအဆင်ပြေတယ်နော်ဒါလေးရဒီလိုအရှိရဘိန်းလုံးလေးတွေကဒီလိုမျိုးလေး360လေးတဲ့အတွက်ကိုရပြရတဲ့နေရာမှာအဆင်ပြေတယ်နောက်ကဘိန်းလုံးလေးတွေဆိုလို့ရှိရင်လည်းကိုရက်ထားခြင်းတဲ့နေရာမှာဒါမျိုး break လေးတွေအုပ်ထားပြီးတော့ရက်ပြီးတော့အသုံးပြုလို့ရတယ်နော် break လေးတွေလည်းကောင်းတယ်ဒီမှာဆိုလို့ရှိရင်သူရဲ့ဒီ frame လေးမှာအစားတန်ကြီးတက်တာပါရမရှိသေးဘူးစေးသားလေးလည်းတန်တယ်နော်အခင်းရောအမိုးရောတစ်တန်လေးပဲအနေအောင်ဆူလေးပဲနော်ဒီကောင်လေးရဲ့အားသာချက်ကလေအမိုးလေးကဒါမျိုးရှာလေးရဒီလိုအောက်ထိချလို့ရတာဖြစ်တဲ့အတွက်ဒီအခင်းလေးမှာကလေးကမှီပြီးအိတ်နေတယ်ဆိုလို့ရှိရင်ဒီလိုကိုကနေထိုးတဲ့ဘက်ကိုဒီလိုတန်းသွားတဲ့အခါမျိုးဆိုရင်ကလေးအိတ်နေတဲ့မျက်နှာကိုနေမထိုးဘူးပေါ့နော်ဒီရှာလေးကကလေးမျက်နှာကိုအုပ်ပြီးတယ်ပေါ့နော်ဒါကိုဒီလိုလေးဖောက်ပြီးသုံးကျင်တယ်ဆိုလို့ရှိရင်လည်းသုံးလို့ရမယ်ဒီလိုလေးနောက်ကိုမှီသုံးကျင်တယ်ဆိုလို့ရှိရင်လည်းသုံးလို့ရမယ်အမိုးပုံစံလေးကဒါမျိုးလေးနော်ဒီလိုလေးနော်လိုလေးခောက်ပြီးသုံးရင်လည်းရတယ်ဒါမျိုးလေးမှီသုံးလည်းရတယ်နောက်ဒီကလစ်ကလေးဖြုတ်ပြီးတော့ဒါမျိုးလေးလုံးဝခောက်သုံးရင်လည်းရတယ်နော်သူရဲ့အခင်းပုံစံလေးချော်လွယ်ချောက်လွယ်တဲ့အခင်းကွာခီးသွားရဲပါရင်နဲ့ပြေးသွားတာမျိုးဆိုလို့ရှိရင်ဒါကိုအလွယ်တကူချော်လို့ရတယ်ဒီလိုလေးပဲချော်လိုက်လို့ရတယ်ဒီလေးပဲပြီးတော့စပြလေးပါလေးနဲ့အလိုလေးချော်လိုက်လို့ရတယ်ရှောက်ခါလည်းမြန်တယ်နော်ဒီကောင်းရဲ့အခင်းအသားလေးတွေကလေဒါလေးအခင်းလေးလေးတန်တယ်အဲ့အောင်ဆူဆူတန်တန်လေးပဲနော်အပါပြည့်နာအစားမရှိဘူးဒီမှာဆိုလို့ရှိရင်ပခုံးကျိုးပါတဲ့ system မဟုတ်ပေမဲ့လေဒီမှာကွာကျိုးကိုသူကဒါမျိုးစစ်ဖြစ်အောင်ကလစ်တွေနှစ်ခုလောက်နဲ့ကိုဒါမျိုးတုံးပေးထားတာဖြစ်တဲ့အတွက်ကလေးပြုတ်ကြမှာဘာမှမပူပါဘူးနော်ဒီလိုပုံစံမျိုးလေးနော်နောက်အောက်မှာကလေးရှိတင်လေးလည်းပါတယ်နော်။တောင်လေးကပြန်ခောက်မယ်ဆိုလို့ရှိရင်မိမိတို့ကဒီမှာကလစ်ကလေးကိုဒါမျိုးလေးတစ်ချက်ကိုဘက်ကိုဆွဲပြီးတော့မှဒီဟာလေးကိုအပေါ်ဘက်ကိုဒါမျိုးလေးရှိုးပေးလိုက်။ဒီလိုလေးရှိုးလိုက်အောင်မယ်နော်။ဒါပြီးရင်ဒီလိုလေးဒီလက်ကင်လေးကိုကိုင်းဒီလိုလေးဖိချလိုက်။ဒါကြောင့်ကိုကအသေးသေးပြူးတဲ့နေရာမှာမပြီးအောင်ဒီကလစ်ကလေးကိုဒါမျိုးလေးပြန်ရှုပ်ပေးလိုက်နော်။ဒီမှာဒီရှုပ်တဲ့ဟာလေးကိုဒါမျိုးလေးပြန်ရှုပ်ပေးလိုက်ဒါဆိုလို့ရှိရင်တဲတဲ့အခါကျရင်ပြီးသွားပေါ့နော်ဘိန်းလေးပါအောက်ပြုတ်ကြတယ်။တနေရာမှာမိထားခြင်းနဲ့အိမ်မှာမိထားခြင်းနဲ့ဆိုလို့ရှိရင်နော် break လေးအုပ်ပြီးတော့မှဒါမျိုးလေးနေရာမှာဒါမျိုးလေးမိထားလို့ရတယ်နော်။